အိမ်မှာဟင်းချက်စရာကောင်းတဲ့နေ့တွေတို့အသားဟင်းမစားကြတဲ့နေ့တွေတို့ဒါမှမဟုတ်ဝတ်သားတို့ထိုးတို့ဘာလို့လဲတွဲစားဖို့ဂျာဆန်ကြော်လို့ရင်တော့အမကဒီလိုမျိုးလေးမြဲကြော်စားဖြစ်ပါတယ်အိမ်မှာနည်းနည်းပပကြံနေတဲ့အသီးရွက်လေးတွေပါလေးတွေကိုဖြတ်ချင်လဲငါဒီလိုဂျာဆန်လေးကိုကြော်ပါတယ်ရှင်အရင်ဆုံးကတော့ဂျာဆန်လေးတွေကိုရေစိမ်ထားမယ်ပေါ့နော်ဂျာဆန်ကြော်လေးကိုကတော့လေကော်ဖီနဲ့မုန်လောင်တွေကိုထည့်တာပိုးပြီးတော့များပါတယ်အချင်းလို့ဖို့စက်သွန်ဖြူလေးတွေငုပ်သီးစိမ်းလေးတွေစက်သွန်မိတ်လေးတွေကိုလည်းပြင်ထားရပေါ့နော်အငါလီကြာစံကြော်ပြီးဆိုရင်ကြက်ဥများများလေးထည့်တာကိုကြိုက်တယ်ပေါ့နော်ကြက်ဥလေးတွေကိုစားလေးနည်းနည်းလေးထည့်ပြီးတော့အရင်ဆုံးခောက်ထားပါတယ်အရင်ဆုံးကတော့ကြက်ဥအရင်ကြော်မယ်ပေါ့နော်ဒဲဥထဲမှာစီလေးနည်းနည်းထည့်ပြီးတော့ခောက်ထားတဲ့ကြက်ဥလေးတွေကိုထည့်ပါမယ်ရှင်ကျုပ်ခောက်ကြော်လိုမျိုးပဲပေါ့နော်ဟိုဘက်ဒီဘက်လှမ်းပြီးတော့ကျက်သွားပြီဆိုရင်တော့ငါအေးခံပြီးတော့ကက်ကြီးလေးနဲ့ဓာတ်မွင်ဓာတ်လေးနဲ့ပေါ့နော်ပပလေးလှီးထားပါမယ်အဲ့အိုးထဲမှာပဲလေစီလိုရင်နည်းနည်းလေးထက်ထည့်ပေါ့နော်ပြီးတော့ရင်ခက်ချင်းချင်းလှီးထားတဲ့စက်သွန်ဖြူလေးတွေထည့်ပြီးတော့မွေးလာတဲ့အထိကြော်ပေးပါမယ်စက်သွန်ဖြူလေးမွေးလာပြီဆိုရင်တော့ကော်ဖီနဲ့မုန်လာဦးနီလေးကိုထည့်ပါမယ်ကော်ဖီကိုလေးအရန်သေးမလှီးနဲ့တော့အရန်သေးရင်စားလို့မကောင်းလို့ပါရှင်အရသာအတွက်ကတော့စားတကြားစက်သားမုံနဲ့ပဲငံပြားရဲ့အကြည်လေးကိုနည်းနည်းလေးထည့်ပါမယ်အငါလေးအကြာကြီးမကြော်ဘူးပေါ့နော်အသီးရွက်လေးတွေဆိုနည်းနည်းစိမ့်စိမ့်လေးကြိုက်လို့ပါခဏပဲကြော်ပြီးတော့လေဒီလိုပကံလေးနဲ့ဆယ်ထားလိုက်ပါတယ်ပြီးရင်တော့အဲ့အိုးထဲမှာပဲရေနွေးလေးထည့်ပါတယ်ပြီးရင်ကတော့စားတကြားစက်သားမုံပဲငံပြားရဲ့အကြည်ပဲငံပြားရဲ့အနောက်ကအယောင်အတွက်ပေါ့နော်ပြီးတော့ခရူးစီရဲ့ငိုကောင်းလေးရဲ့စီလေးနည်းနည်းရဲ့ထည့်ပါမယ်အချို့မှုကြရင်လည်းထည့်လို့ရပါတယ်နော်ထည့်ထားတဲ့အရာသားတွေပျော်သွားအောင်လို့ဆိုပြီးတော့ဒီလိုရောင်းမလေးနဲ့မှွေပေးမယ်ပေါ့နော်ပြီးရင်နည်းနည်းလေးစူတဲ့ထိတဲပါမယ်စူလာပြီးဆိုတော့မှခုနကရေစိမ်ထားတဲ့ကြာစံလေးကိုရေစစ်ပြီးတော့ထည့်ပါမယ်နော်ကြာစံလေးကိုလေအရသာတွေဝင်သွားအောင်လို့ဆိုပြီးတော့ဒီလိုရောင်းမလေးနဲ့ပေါ့နော်လှည့်လှည့်ပြီးတော့ကြော်ပေးပါမယ်ဒီရေတွေအကုန်လုံးကြာစံကနေပြီးတော့စုပ်ယူသွားပြီဆိုရင်တော့ကြာစံကြက်ပြီပေါ့နော်ဒါမဲ့တစ်ချက်တော့မြည်ကြည့်ပေါ့နော်ရေထည့်ရနေသွားမလို့တကယ်လို့ကြာစံလေးကမာနေရဆိုတော့ရေလေးနည်းနည်းလေးထည့်လို့ရပါတယ်ငါတော့အယောင်လေးနည်းနည်းလေးလို့ပဲငံပြားရဲ့အနောက်လေးနည်းနည်းလေးထည့်လိုက်ပါသေးတယ်ရှင်ဒီလိုမျိုးလေးကြော်ရင်အားလေးကြာစံလေးကိုအရသာလဲဝင်နေပြီးတော့အယောင်လေးညီရဲပေါ့နော်ကြာစံလေးကကြက်သွားပြီဆိုရင်တော့ခုနကကြော်ထားတဲ့အသီးရွက်လေးတွေရဲ့ကြက်ဥလေးတွေရဲ့ကိုထည့်ပေးလိုက်ပါမယ်ပေါ်ကနေရလေတရုတ်နန်းနန်းတောင်မှဝင်ချက်သွန်မိတ်ကိုဖြူလို့ရတယ်နှစ်ခုလုံးမကြိုင်ရင်လည်းနှစ်ခုလုံးမထည့်လို့ရတယ်ပေါ့နော်ငါတော့ချက်သွန်မိတ်လေးပဲရှိလို့အဲ့ဒါလေးကိုဖြူလိုက်ပါတယ်ရှင်ပြီးရင်ကတော့ကြာစံနေရဲ့ဒီအသီးရွက်တွေရဲ့ကြက်ဥတွေရဲ့အကုန်လုံးကိုနှံ့သွားအောင်လို့ဆိုပြီးတော့လေဒီလိုမျိုးလေးပေါ့နော်ဖွားဖွားလေးမှွေပေးလိုက်ပါမယ်ဒါလေးကကြတော့အသားမပါပဲကြော်ထားတာပေါ့နော်အသားလေးထည့်ခြင်းနဲ့ဆိုလဲကိုနှစ်သက်ရအသားလေးတွေကိုစားတို့ပဲငံပြားကြီးအကြည်တို့နဲ့နေပြီးတော့လေစက်သွန်ဖြူလေးကြော်ပြီးရင်အရင်ကြော်ပြီးတော့မှအရွက်တွေထည့်ပြီးဆက်ကြော်ပါနော်အလို့ကူအချင်းလေးလုပ်ရအောင်တော့အရင်ဆုံးစက်သွန်ဖြူရဲ့ငုပ်သီးစိမ်းရဲ့ကိုကြိတ်ထားပါရှင်အိုးသေးသေးလေးတစ်လုံးထဲမှာလေရင်နွေးလေးကိုထည့်ပြီးတော့မကြီးနှစ်လေးကိုထမင်းစားစွန်းနဲ့နှစ်စွန်းထည့်ပါရရှင်စရီရာချာဒါမှမဟုတ်ဘုံကြောင်းငုပ်စီကိုသုံးလို့ရတယ်ပေါ့နော်သူ့ကိုတော့ထမင်းစားစွန်းနဲ့6စွန်း9စွန်းလောက်ထည့်ပါတယ်ဒီအချင်းလေးကိုလေကြာစံကြော်ပေါ်မှာရွှဲရွှဲလေးဆန်းစားဒါမှမဟုတ်ကြာစံတုပ်လေးလှုပ်စားမှာဆိုတော့ငါတော့များများလေးလှုပ်တယ်ပေါ့နော်ဒီထဲကိုလေတကြားဒါမှမဟုတ်ရင်ထညက်လေးနဲ့ထည့်ပါတယ်တချို့ကလည်းငံပြားကြီးလေးထည့်ရပေါ့နော်ငါတော့မထည့်တော့ပါဘူးရှင်စူလာတဲ့အထိတည်ပြီးတော့ရပါပြီနော်ဒီလိုပကံလေးတစ်လုံးနဲ့ကိုလောင်းထည့်ပြီးတော့လေခဏလေးအေးခံပြီးတော့မှခုနကကြိတ်ထားတဲ့စက်သွန်ဖြူနဲ့ငုပ်သီးစိမ်းလေးကိုထည့်လိုက်ပါတယ်အပေါ်ကနေနည်းနည်းမင်းလေးကိုလည်းခက်ချင်းချင်းလှီးပြီးတော့ထည့်မယ်ပေါ့နော်ဒါဆိုရင်ကတော့အရန်အောင်စားလို့ကောင်းတဲ့အချင်းလေးလေးရပါပြီနော်အမတို့ကြီးကြာစံတုပ်ရအောင်နော်ကြာစံကြော်တုပ်ကိုတော့ငါဗမာတုပ်လေးတုပ်ရတာကိုကြိုက်တယ်ပေါ့နော်အရင်ဆုံးကတော့ဒီလိုစလုံးလေးထဲမှာကြာစံကြော်လေးတွေကိုထည့်ပြီးတော့ရင်အချင်းကြီးလေးကိုလည်းရွှဲရွှဲလေးဆန်းလိုက်ပါတယ်ရှင်ငုပ်သီးအကြက်မုံလေးရယ်ပဲမုံမွှေးလေးရယ်ပြီးတော့ငံပြားလေးလည်းနည်းနည်းထည့်တယ်စက်သွန်စိမ်းလေးကိုလည်းထည့်ပါတယ်ရှင်ပြီးတော့ရင်ကတော့အချို့မုတ်စားရင်နည်းနည်းလေးထည့်လို့ရပါတယ်အားလုံးတခြားသမတော့ရောနယ်လိုက်ရင်အရန်ကိုမှုေးပြီးတော့စားလို့ကောင်းတဲ့ကြာစံကြော်တုပ်လေးရလည်းရပါပြီနော်ဒါလေးကလေမနှက်စာအနေနဲ့စားလဲအရန်ကောင်းတာသိလားဒီကြာစံကြော်လေးကလေဝတ်သားတုပ်ထိုးတို့ကြက်သားတုပ်ထိုးတို့ဒါမှမဟုတ်အိမ်မှာအကင်နေပါလေလုပ်တယ်ပေါ့အဲ့လိုအချိန်မှာလဲတွဲစားဖို့ကြာစံကြော်လုံးနေရင်လဲဒီလိုမျိုးလေးကြော်လို့ရပါတယ်နော်ကြာစံကြော်လေးကိုဆက်ဆက်လေးတုပ်ပြီးတော့လေရင်းနှီးချမ်းလေးနဲ့တွဲစားရင်အရန်စားလို့ကောင်းတာပါအိမ်မှာလှုပ်စားကြည့်နော်ဒါဆိုရင်နောက်ဗီဒီယိုကြီးကြမှာပြန်တွေ့ပါမယ်ရှင်